စင်ကာပူကတစ်ထည့်နဲ့နေရာပညာရေးလဲရပါတယ်ခွေးလေးနေမကောင်းလို့စေးတိုက်တာကိုပထမစက်သားနဲ့လောက်ကြည့်ဆိုခွေးကပထမရက်တော့စက်သားပြုတ်နဲ့ဆေးကိုတောက်တယ်ပေါ့နော်tetracycline လိုမျိုးဆေးတောင်ကလေးကိုအမုံတွေကိုထုတ်ပစ်ပြီးတော့အထက်ကိုခွေးလေးရဲ့ဆေးကိုထည့်တာပေါ့နော်ဆေးအယူထည့်ပြီးတော့တိုက်တာပထမရက်တော့တောက်တယ်နောက်ရက်ရောက်လာတော့ကြာ तू ကအနံ့ကိုသိတော့ကြတော့မတောက်ဘူးအဲ့ဒီဥစ္စာမတောက်လည်းမတောက်ကောဘာပညာရလဲဆိုလို့ရှိရင်လေမြန်မာပြည်မှာတို့မဟုတ်တို့ဒါပေမဲ့တို့ဆိုလို့ရှိရင်နောက်ကစကားဆက်လာတယ်လို့ပဲစင်ကာပူမှာလဲ soဆိုတဲ့စကားလာပြီးဆိုလို့ရှိရင်လေနောက်ထပ်တခုခုကို try ခိုင်းတာတခုခုကိုစမ်းကြည့်ခိုင်းတာမပြီးသေးဘူးအဲ့ဒီဆိုးလာပြီဆိုလို့ရှိရင်တော့နေတောင်ရအောင်လုပ်ကြည့်ဆိုတဲ့စကားနဲ့အတူတူပဲအဲ့လိုပဲतू ကခွေးလေးကဒီတက်သားနဲ့မစားဘူးအဲ့လိုမျိုးပြောလေဆိုဒီလိုလုပ်မယ်ဆိုဟိုလိုလုပ်မယ်အဲ့လိုမျိုးဆိုတက်သားနဲ့မစားရင်ကစုံဥပြုံးနဲ့ကစုံဥပြုံးကိုအဲ့လိုမျိုးနှစ်ကလေးနေပြီးလဲပြီးတော့အဲ့ဒီဆေးလုံးလေးကိုထည့်ပြီးကျွေးတာမျိုးတို့cheese တူအဲ့လိုမျိုးသူစားရမယ် cheese ပေါ့နော်အဲ့လိုဖက်မပါတယ်အဝါတဲ့ဥစားမပါတယ်နဲတဲ့အဲ့ဒီ cheese ကိုဝဲပြီးတော့အဲ့ဒီ cheese ထဲမှာလုံးပြီးတော့အဲ့ဒီဆေးလေးကိုကျွေးတာမျိုးတို့အဲ့လိုမျိုးလေးတွေလောက်တယ်ပေါ့နော်အကြောင်းမလို့နိုင်ငံခြားကိုလာတာဘယ်အလုံးနဲ့ပဲလာယူတတ်လို့ရှိရင်ပညာရတယ်ပြီးတက်လို့ရှိရင်မြန်မာပြည်မှာနေတယ်ဆိုလို့ရှိရင်ကိုကတခုတည်းပဲဥပမာတခုကိုတတ်တယ်ဆိုရှင်အဲ့တခုကိုပဲခေါင်းထဲမှာဆွဲနေတာပေါ့နော်ကိုပြောတာပါသူများတွေတော့မပြောပါဘူးအဲ့လိုမျိုးဆွဲနေတာဒါပေမဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဆိုတဲ့နောက်မှာtry နေရတယ်အများကြီးရှိတယ်ဆိုတဲ့စကားလုံးရဲ့နောက်မှာဒီဥစ္စာကိုဒီလိုလုပ်လို့မရရင်ဒီဥစ္စာကိုဟိုလိုလုပ်ဒီဥစ္စာကိုဟိုလိုလုပ်လို့မရရင်ဟိုဥစ္စာကိုဒီလိုပြန်လုပ်အဲ့လိုမျိုးတွေရှိတယ်ဆိုတာကိုငယ်ချင်းတွေကိုပြောပြတာပေါ့နော်ဒါကြောင့်မို့နိုင်ငံခြားလာတဲ့ဆိုလို့ရှိရင်လည်းယူတတ်လို့ရှိရင်ပညာရေးလည်းရပါတယ်လို့ဆိုတာကို sharing ပေးတာပါတကယ်ချင်းနေရော basic လုံးလေးကကိုယ့်အတွက်အဲ့လိုမျိုးမှတ်ရလေးနဲ့ပြောစရာရှိလဲsharing ပြန်ပြီးလုပ်ပေးပါအောင်နော်